စေတက္ကသိုလ်တက်ခဲကြတဲ့အနုပညာရှင်များနံပါတ်1ပိုင်ဖြိုးသူကမိခင်ဖြစ်သူရဲ့ခြေရာကိုနှင်းပြီးစေတက္ကသိုလ်ကိုတက်ရောက်ခဲ့သူဖြစ်ပါတယ်။ပိုင်ဖြိုးသူရဲ့မိခင်ဒေါ်နယ်ဦးကဆရာဝန်တဦးဖြစ်ပြီးရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း TTC ကနေအထက်တန်းပြီးတဲ့နောက်ပိုင်ဖြိုးသူကိုယ်တိုင်ကလည်းရန်ကုန်စစ်တပ်မှာဆက်လက်တက်ရောက်ခဲ့ပါတယ်။ဆရာဝန်ဖြစ်ပြီးတဲ့နောက်ပိုင်ဖြိုးသူကစီးပညာနဲ့အသက်မဝင်ကြောင်းမပြုတ်ပဲဝါသနာကြီးရာအနုပညာလမ်းကြောင်းပေါ်မှာချစ်စုပ်ပြည့်ဝင်ရောက်ခဲ့ပြီးတော့စာရေးဆရာမကြီးကြီးရေးတဲ့ဝတ္ထုကိုပြန်လည်ဖန်တီးထားတဲ့2019ခုထွက်မိရုပ်ရှင်မှာဆက်ဆောင်ဖြစ်ပါဝင်ရာကနေသူမရဲ့အနုပညာနဲ့ပတ်သက်ပြီးတော့ချီးကျူးမှုတွေရရှိလိုက်ပါတယ်။နံပါတ်2ဖြူဖြူကျော်သိန်းအဆိုတော်ဖြူဖြူကျော်သိန်းဟာလည်းရန်ကုန်စစ်တပ်ကနေဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ဖြူဖြူကျော်သိန်းကိုသမဝါယမဝန်ကြီးဌာနအငင်းစားညွှန်ကြားရေးမှူးဦးကျော်သိန်းနဲ့စီဝိုင်းတက္ကသိုလ်အငင်းစားလက်ထောက်ကတိကဒေါ်တင်တင်ကြည်တို့ကဧပြီလ22ရက်1987မှာမွေးပြီးတော့အသက်9နှစ်กว่าတဲ့ညိုညိုသိန်းဆိုတဲ့အမတယောက်လည်းရှိပါတယ်။သူမကအထက်တန်းကျောင်းကိုရန်ကုန်ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း TTC ကနေပြီးခဲ့ပြီးတော့စေတက္ကသိုလ်1ရန်ကုန်ကနေပဲဆရာဝန်ဘွဲ့ရရှိခဲ့ပါတယ်။အဲဒီနောက်2013ခုနှစ်မှာလုံးဝမသက်ဆိုင်တော့ပါတကူတော်1အယ်ဘမ်ကိုထုတ်ဝေဖြန့်ချိခဲ့ပြီးတော့အဲဒီကတဆင့်အောင်မြင်မှုအမြင့်ဖြားခံရဖြစ်လာခဲ့ပါတယ်။နံပါတ်3ချစ်သူဝေအဆိုတော်တယောက်ပြင်တယောက်ဆောင်တယောက်အဖြစ်ပါအောင်မြင်ထားသူချစ်သူဝေကစေတက္ကသိုလ်2ရန်ကုန်ကနေပြီးတော့ကျောင်းမိထားသူဖြစ်ပါတယ်။သူမကို1984ခုနှစ်ဩဂတ်လ10ရက်မှာမွေးပြီးဖခင်ဖြစ်သူက Milton Studio ရဲ့တည်ထောင်သူလည်းဖြစ်ပါတယ်။သူမမှာချစ်စုဝေးဆိုတဲ့အမတယောက်လည်းရှိသေးပြီးအနုပညာအလုပ်တွေမှာတော့အငယ်မဖြစ်တဲ့သူမကပို့ပြီးတော့လူသိများကြော်ကြပါတယ်။နံပါတ်4နီနီခင်စောအစတော်နီနီခင်စောဟာလည်းဆရာဝန်ဘွဲ့ရရှိထားတဲ့ရှာရှာပပအနုပညာရှင်တွေကတဦးအပါဝင်ဖြစ်ပါတယ်။1991မှာမွေးတဲ့နီနီခင်စောကအထက်တန်းပြီးတဲ့နောက်ရန်ကုန်စေးနှစ်မှာတက်ရောက်ခဲ့ပြီးသူမရဲ့ဂီတလမ်းကြောင်းကိုတော့မယ်လိုဒီဝေါ်ပြိုင်ပွဲကနေစတင်ခဲ့တာဖြစ်ပါတယ်။စေကြောင်းတရင်မယ်လိုဒီဝေါ်ပြိုင်ပွဲမှာဝင်ပြိုင်ခဲ့တာဖြစ်တာကြောင့်2008ခုနှစ်မှာအနိုင်ရခဲ့ပြီးမြဲ2012ခုနှစ်အထိကိုပိုင်တချင်းအသစ်တွေနဲ့အတူအစတော်တယောက်အဖြစ်ပွဲမထွက်နိုင်ခဲ့သေးပါဘူး။အကြောင်းကတော့သူမရဲ့ကျောင်းစာတွေနဲ့အလုပ်ရှုပ်နေခဲ့တာကြောင့်ဖြစ်ပါတယ်။အဲဒီနောက် The Best of Melody World 2008 album မှာရန်သူအဝေးရောက်နေပါတော့လေရက်စတဲ့တချင်းသဘုတ်ပါဝင်သည်ဆို